လိုက်ရဲ့ position ကြီးကို show ကတော့ထပ်တော်နေချက်3 man feather air strike club blending ယူတယ်နောက်မှလည်း Tanfall Skyfall ဆွဲချိန် RV တန်းကြသွားရင်တော့မပါဆယ်အနေနဲ့ကတော့ hit Jumi လေးကိုမထက်ရမလားတော့ကူးတော့လေနေတဲ့အချိန်လေးเนาะကျွန်တော်တို့ရာဘက်က decision making ဘာဖြစ်မလဲမပြတ်မသားတွေသွားလို့မရအောင် Tanfall Skyfall feather air strike ကောင်းလိုက်တဲ့ condition နော်မ Leo Moss strike ဒီ by club blending ယူတယ်ဝင်ဖြောင်းဝိုင်းမှာ fat black ကို hit Jumi ပေးထားတယ်တော့ဂျာညံ့နေတဲ့ကောင်လေး Nino ပါထပ်အဆုံးသက် ဒီပါရှော့သွားတာ တော့ပေးပါကျွန်တော်ထပ်ပေးလိုက်တယ် Yazuki ပါတတ်မရှင်ငယ်နေတယ်တာတယ်လည်းပေးရ Hiroki လည်း3កောင်ပေးရ intro တိတ်မလန်းတော့ပြန်ဘူးဗျာတာနေတဲ့နောက်ဝက်တစ်ထောင်မှာ Rura ဘက်ကိုတော့ရောက်သွားရင်လည်း Order E ကိုဘတ်တယ်ဆိုင်တော့တစ်ဖက်ကလုံးတဲ့တန်ကိုမခံနိုင်ဘူးရော Cloud ကတော့ထွေပဲဘလို့နော်ဒီကောင်လာတဲ့ time နဲ့တော်တော်ကြီးကောင်းသွားတယ်ပဲပြောရမှာ Blazing ယူရပါညာနဲ့ Hiroki တော့မရလိုက်ဘူးဆိုပေမဲ့ရတဲ့ကောင်လောင်းနဲ့ချိန်နဲ့ထားတယ်ပေါ့အောင်လမ်းမှာတော့ယူဆောင်ထက်လုံးခံပြန်ပြီးနီလိုမှာ no black dragon fall ဆိုတော့လေနော် Diomon နဲ့ဒီဘက်က Sora Stone ဘိုင်းနေအောင်မှာတော့ပြစ်ထိုးတိုင်းနဲ့ပဲ Killing Speed ပဲထပ်ရသွားတယ်ခိုင်တဲ့ Edward နော်ကျွန်တော် Hiroki 4D နဲ့စားထားတယ်အပေါ်လမ်းမှာလည်းဒါ Cloud နေနဲ့ခန်းခံရတယ်ဆိုပေမဲ့မသေးဘူးတော့မှလည်း The Way Dragon ကန်တာရန်ကြီးတော့ impact တယုံရှိရလားမစိုးပါဘူးနော်ညီကို RPK ရသွားတဲ့အပိုင်းလေးတော့သဘောကျနေကြပဲအကြီးတို့က Game 1 Game 2နှစ်ပွဲလုံးရောင်းရင်းဒီမေလေးပဲစိုးကြီးဝိုင်းလောင်းတာ UF Vaza Purify နဲ့ Save Feather Ezra ကတော့ထပ်တော့ချင် Mighty ဆိုရတဲ့အားရောင်းရင် UF Purify ငါပြောင်းပြီးတော့ပြေးဝိုင်းနေပဲ Stand နေပါတယ်မမီဝိုင်းနေတာဒီမှာ Vaza လွတ်သွားတယ် Uson Dragon Day စိုးရကြမှာတော့ Doomman Blazing ကျူတဲ့ဖြန်းလိုက်မယ် Fury အတိုင်းလေးပေါ်တင်ပေးပြီးတော့အဆုံးသတ်ထိုင်းတော့မှာတော့ Demon Kai အကုန်လုံးရိုက်ခွဲသွားနေတယ်နော် Nino လေးပဲပြန်ရထားတဲ့ခိုင်းတယ်မှာတော့1 for 2 trade ဒါတင်လေးကတော့အောင်လန်းရမယ်ဆိုတာအစောကြီးနဲ့အပေါ်မှာတောင်ပဲယူလိုက်မလားเนาะဒီဘက်မှာတာတယ်လေးတော့ဆင်းလာမယ်ဆိုရင်တော့မမီတော့တဲ့အနေထားဒါပေါ်မှာလည်းဂျူချင်းကာနေတာဆိုတော့ညာ Hiroki လောက်နဲ့ပဲချိန်နေထားတယ်ပေါ့နော်ဘာဖြစ်ဒီမန်လေးပြန်ရလိုက်တဲ့အပိုင်းလေးကတော့ AE တော့ကတော့မစိုးဘူးလို့ပြောလို့ရတယ်ဆိုပေမဲ့လည်းဟုတ်ပါဒီအတိုင်းပဲဆိုလေအဲ့လိုဝင်လုံးတဲ့တန်တွေကတော့ RP ကဘလို့မှခံနိုင်ဘူးအပေါ်မှာ strike ကို flicker နဲ့ပဲဝင်ထိုးဝိုင်းတယ်တော့ Edward ပြန်သေးမလား Feather Air Strike နဲ့ RVO ပါလာကျဲထိုင်းတယ်နောက်ဆုံးတစ်ချက်မှာသေသွားမလား Mighty Swing လေးနဲ့ပဲ light ရိုက်ဝိုင်းနေပဲတကယ်ကောင်းတဲ့ light ရဲ့ backgate တွေကလည်း right တိုင်းနေပဲရောက်လာတာ G1 တို့ flicker The Way of Dragon ဆိုပေမဲ့ light နေတဲ့ backgate ကိုတော့ထပ်ထောင်းနေချက်တော့မှာတော့ Blazing Jewel မှာဖြန်းတိုင်းမှာတော့ UL ငှက်ကလေးနဲ့တော့ဖြတ်ပြေးဝိုင်းနေမှာတော့ Sora ဝင်ပိုင်းချက်နေတော့နောက်မှာ Edward လေးတော့ပြန်ရထားပြီမနောက်မှာ Nino တကောင်တော့ပြစ်ချခံလိုက်တယ် Doomman Steady စုပြီးတော့တောင်းချောက်တွေရိုက်ခွဲနေနေမှာတော့ Demon Kai ရဲ့ strike တစ်ချက်နဲ့လက်ပါသေးသွားနေမှာ double game တူမှရသွားတာကလောက်ကဖတ်ပြီးညီကိုတို့ကလောက်ကဖတ်ပြီးနော် Purify နေပိုင်းနေဆိုတော့အမှန်တိုင်းပြောတော့ချောင်းကန်တာတိတ်မလွယ်ပါဘူး Doomman တို့ပါနောက်ပိုင်း Doomman က Winter Crown နဲ့ဝင်နေချိုက်ပါလာနိုင်နေတော့ Skywall Hijumi ပါသွားပြန်ပြီ Feather Air Strike Walker ထပ်တော့နေချက်နဲ့ Hijumi ကဘလုံးမှအဆင်မပြေဘူးဆိုတော့အဲ့မှာ Nino ပါယူတော့ Black Dragon Fall တွေပေးလိုက်နေပဲပြန်ပန်ထားတဲ့နေတာတခုမှ Yazuki Kree ပါရော Retreat ပေါက်ပြီးတော့အကောင်းဆုံးရှင်းနိုင်နေတာတခုမှလေလန် First Down တော့ရှိဘူးဆိုတော့လောကဖို့မလားမသိဘူးရောက်ရေးဒီဘက်ကကောက်တိုင်နေအဲ့ဒါပြောမလို့လဲလောကဖို့ပြီးဟောဟိအောင်ရေးအေးမဟုတ်ရလားလို့လေနော်လေးကုန်းတွေပါမီးနေရကလောက်တော့ကတော့ရွှေပဲဘလို့နော်ဒီချိန်မှာသူကစပိန်အများကြီးရအသင်းရလည်းအဆင်ပြေနေတာဆိုတော့အေးလူလာမို့ပဲလေလူတိုင်းကောင်းတယ်ပြင်တာပိုင်းကောင်းတာကြီးလူရာကြီးကိုနော်ဆောင်းမြစ်ကတ်လာတယ် Strike ချက်နောက်မှာ Yazuki Edward လက်ချက်နဲ့တော့ပြတ်သွားနေပဲ Edward Assassin Fall နဲ့ဝင်ထိုးသွားတာညီတို့တကောင်ထိုးတဲ့ Strike damage တွေကလေ Yazuki ဘလို့မှမခံနိုင်ဘူးလည်းတစ်ခုပဲကြည့်လို့တယ်ရောရှိတယ်တော့တိုင်းလိုက်ရဲ့ position ကြီးကို show ရောထပ်တော်နေချက်3 man Feather Air Strike Club blending ယူတယ်နောက်မှလည်း Tanfall Skyfall ဆွဲချိန် RV တန်းကြသွားရင်တော့ပါဆယ်အနေနဲ့ကတော့ hit Jumi လေးကိုမထက်ရမလားနောက်မှ impact လေးပဲပေးထားတယ် Hiroki နှစ်ကောင် instant game 1 for 2 trade တကယ်ကောင်းတဲ့ battle setup လို့ light ရဲ့ position ကြီးကို show ထပ်တော်နေချက် light တိုက်တာလေ3 man bro အဲ့ဒါကြီးတိုးမြင်နေသလိုပဲဟုတ်တယ်ဒီကောင်ခွင်ကောင်းစောင့်နေတာနော်ပြေးလာတဲ့လမ်းမှာခါရဲဖြတ်တော့တိုက်ထားရင်းနဲ့ပဲနော် barricade မှာဖြတ်ထားလိုက်တော့ပြေးစရာနေနေဒီမှာပြောက်သွားတာလို့တလောက်ရဲ့ Blazing Jewel Fasa Feather Air Strike Sora ရဲ့ Tanfall တွေကလည်းနောက်ကနေပြီးတော့တက်ရက်နေတဲ့ Teamwork Connection ကိုကိုစားပြုနေဗျာကတ်နေပြီမလွယ်တော့လေကင်းသွားလည်းမလွယ်ဘူး Fasa ကိုရင်ဖက်အာလက်ချိုးနေပိုင်းလည်းတော့ပြုတ်မင်ထားပေမဲ့လော်ပေးလိုက်ရင်တော့ Cloud ပြစ်ချင်နားတယ်နော်အာလက်ကိုဘယ်နှချက်မှမပြစ်ဘူး Flicker တွေခုံပြီးတော့ပြေးသွားမယ်နော် Fasa Crow Impact Feather Air Strike over မှာ Tanfall နဲ့ Edward strike လေးတော့ထိုးလိုက်ပေမဲ့လည်း stand သွားအောင်ပေါ့နော် sorry မှာ Hijumi လည်းပြန်ပြေးနေပြီ Hijumi လောက်ကွက်လည်းမထွက်ပြန်ဘူးဒီကောင်လေးပဲအိမ်နေတာပေါ့no လွယ်တော့လေလွယ်တော့ light ရဲ့ grow နော်မင်းထထောင်းနေချက်တွေ mighty swing တွေဟိုဥစား Rini Jane ညမှာ live ရောက်လာတာတော်တော်ကြီးကောင်းသွားတာရင်ကလေးကချိတ်ဆက်မိတယ်လေဒါကြီးအဆာကြီးမှာကလေးဟိုဟာโอเคအောင်တိုင်း Leo Mon ဒီခေါ် Fasa Feather Air Strike လဲကုန်းနာနဖလေးလေးပါလေးပေးမလား mighty ဟို barricade တာအဲ့ barricade တာကြောက်ရတယ်နော် bro ထထောင်းနေချက်ကမြင်ရတယ်ဘာမမြင်ရလဲဆိုအဲ့ mighty swing နဲ့ flicker နဲ့ကမမြင်ရတာဗျာ
တော့ကွန်စီလေလန်ပါစာဖဲလက် S right လီယိုမိုမြင်းခေါ် Barricator နောက်မှလေဆိုရာနေနဲ့တော့တန်ဖောင်ပါညာတော့အော်ပြောင်းလိုက်တယ်3မှတော့တော်တော်နေချက်လာတယ်ကော planning ယူရ Winter Crown Wombo Combo တကယ်လာတဲ့ macro scale တွေကြားမှာတော့ AE အလဲလဲပြပြတော့ဖြစ်နေကြနေပဲနောက်မှာတော့ Creedaway နဲ့တက်လာပြီး Winter Crown တွေပါတယ်ခဲ Adwan နေနဲ့ Baby Time တော့ Adwan နေတော့တာလီတော့ပြန်ပတ် Sonata Rhapsody နဲ့ပြစ်ချကန်နဲ့ Adwan နေနဲ့မသေးပါဘူး Critical လေးနဲ့လောရတယ်ယူဆောင် Black Drum ပေါင်းနောက်မှလေ Strike နေတော့ Leo Mo ခွာနေပိုင်းနဲ့ပေါက်နေတော့မယ်၄ယောက်တည်းနဲ့တော့ကောင်းတော့ Defend လာပြီးဒူမန်ပြစ်ချက် Feather S right နဲ့ Hijumi တေးမလို့တော့ဖြစ်သွားမယ်တစ်ဖက်မှာလည်းသရုံးကြီးတော့ဒဲတွေပဲရိုက်ချိုးနေမှာ Creed မရှိတော့ဘူးYazuki တေးသွားသေးတယ်သွေးတွေနဲနေတဲ့ Rora ဘက်ကတော့စိတ်ရှိရှိလေးနဲ့ပဲဆော့ရမယ်ပုံနဲ့ကာတီးလို့ပုံဖြစ်တော့မှာနီးစပ်နေပြီအာလန်လမ်းဖြတ်လျှောက်တာကွန်စီနဲ့လူကြည့်မလားလက်တင်တူလူစစ်တော့တော့နောက်မှာထထောနေချက်ဘယ်သူမှမထီတော့ကတော့ plan နေတူတယ်အရန်တော့မလာတော့ဆိုပေမဲ့လည်းနည်းနည်းလေးတော့တက်ရောက်မှုရှိတယ်ဟိုဘက်မှာ Sora Skyfall Strike တွေတို့ RVO တော့ Stone Band နဲ့ Bam Bam ပြစ်ထိုးတိုင်းနဲ့ RV တကောင်တေးဆုံးသွားရင်လည်းနောက်ထပ်နေနဲ့ Hijumi လေးက Cloud နေနဲ့တောင်းလျှောက်တွေရိုက်ခွဲတိုင်းမှာတော့ Hijumi မန်တာမရှိတော့ဘူးနောက်မှာတော့ပြစ်ချကြတဲ့ Kalen Speed ပါဒူမန်ကိုထပ်ပေးလိုက်မှာတော့ Credo နဲ့သရုံးကိုပဲပြေးရိုက်သွားတယ် Game number 2မှာလည်း Rora ဖလပေးမယ်ဆက်လက်ပြီးတော့နိုင်ရရှိထားရတဲ့ 2G ဆိုရရလန်းနဲ့တော့ဥဆောင်နေခဲ့ပြီပဲဖြစ်ပါတယ်စင်ရောင်ရေးမရတော့ပါဘူး